Yo,အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာဆိုရင်တော့ Minecraft Survivor ဆော့လေးလွှဲတဲ့အတောင်းဝင်မဲ့ mod လေးတစ်ခုကိုပြပြအောင်မှာဖြစ်ပါတယ်အဲ mod နာမည်ကတော့ Herschel Backpack ပဲဖြစ်ပါတယ် Herschel Backpack မှာပါဝင်တဲ့ item ၄ခုရှိပါတယ်ပထမတစ်ခုကတော့ guide လို့ခေါ်တဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာအုပ်လေးကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်ဖြစ်ဗာရေးထားမှန်းကျွန်တော်လည်းမသိပါဘူးကဲကျွန်တော်စာအုပ်အောက်လေးကိုဆွဲလိုက်မယ်ဆိုရင်ဖြစ် challenge လို့ခေါ်တဲ့ຢာတွေထဲမှာကျွန်တော်အင်္ဂိမ်းဂိမ်းထဲကနေပြီးတော့ item တွေကို challenge အနေနဲ့လုပ်လို့ရမှာပဲဖြစ်ပါတယ် key pack လေးကိုနှိပ်ပြီးမှဆက်ဆွဲလေးရမယ်ဆိုရင်ဖြစ်ကျွန်တော်ဒီမှာ upgrade ဆိုတဲ့ຢာကြီးကတော့ကျွန်တော်ရဲ့ဒီလွယ်လေးကို upgrade လုပ်လို့ရမှာဖြစ်ပါတယ်ဒီထဲမှာကျွန်တော် upgrade လုပ်တဲ့ item လေးအများကြီးရှိပါတယ်ဟာနောက်တဲ့ item တစ်ခုကတော့ Herschel Backpack လို့ခေါ်တဲ့ကြောပွဲလေးပဲဖြစ်ပါတယ်ပထမဆုံးဒီကြောပွဲရလုပ်လို့ရတဲ့ဟာတော့ကျွန်တော် block လို့မွန်းချလို့ရတဲ့အပြင်ဒီကြောပွဲထဲမှာကျွန်တော် item လေးတွေလည်းထည့်လို့ရတယ်ပြီးတော့ဒီကြောပွဲကိုကျွန်တော် lock လေးလည်းချလို့ရတယ်source item လေးလည်းလုပ်လို့ရတဲ့အပြင်ကျွန်တော်အကန့်လေးပေါ့မှာ page 1 page 2 page 3ဒါကတော့ upgrade လုပ်ပြီးမှလုပ်လို့ရတာပေါ့နော်အဲ့ပြင်မှာကျွန်တော်ဒီကြောပွဲလေးကို block လို့မထူလို့ရရဲ့အပြင်ကျွန်တော်ကာဝေတာရဲ့နောက်ကျောမှာလွယ်လုံးမို့ဖြစ်လွယ်လို့ရမှာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာပြတဲ့အတိုင်းနောက်ကျောမှာကြောပွဲလေးကိုလွယ်လို့ရမှာပဲဖြစ်ပါတယ်နောက်တဲ့ item တစ်ခုကတော့ဒီကြောပွဲထဲမှာ upgrade လုပ်ဖို့အတွက် upgrade isolator ဆိုတဲ့ item တစ်ခုလေးပဲဖြစ်ပါတယ်ဒီ item ဆိုရင်ဖြင့်ကျွန်တော်တို့ကြောပွဲကို upgrade လုပ်ရတဲ့အပြင်ဆောင်းရှိမှကျွန်တော်ပြောတဲ့အတိုင်း page 1 page 2လို့ upgrade လုပ်တဲ့နေရာမှာတုံးလို့ရတဲ့ item တစ်ခုဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုတာကျွန်တော်လည်းမသိပါဘူး Stop it. Get some help. စပါဒါကတော့ upgrade လုပ်ဖို့အတွက်အသုံးပြုရမယ့် item လေးဖြစ်ပါတယ်။ဆိုတော့ကကျွန်တော်ကြောပွဲမှာupgrade လုပ်ဖို့အတွက်အသုံးပြုတဲ့ item လေးပေါ့။ဥပမာတချို့ item လေးကြတော့ကျွန်တော် page 1 page 2လေး upgrade လုပ်လို့ရမယ်။ချို့အရင်ကျတော့လေ auto cooking တခြားပညာမထလာလေးပေါ့။အဲ့လိုမျိုးအသုံးပြုရမယ့် item လေးပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗျ။အားလုံးပဲဒီဗီဒီယိုကြည့်ပြီးမှနှစ်သက်ကြမယ်လို့ကျွန်တော်မြင်နေ။နောက်ဗီဒီယိုမှာပဲပြန်လည်ဆုံတွေ့ကြမယ်။